မိုးရသည်ကားပတ်မှန်ရေးဆိုနေတဲ့အခါမှာကားမောင်းတဲ့သူကိုစိတ်နှောက်ယှက်ဖြစ်စေပါတယ်။ကားပတ်မှန်အမြင်မဝမ်းနေရင်ကားမောင်းသူကိုအန္တရာယ်ဖြစ်စေနိုင်ပါတယ်။ကားမောင်းတဲ့သူ80%ကတော့ဒီနည်းစနစ်ကိုမသိကြပါဘူး။ကားအများစုမှာဘတ်ဂျီမန်အပူပေးစနစ်ပါပါတယ်။အခုကျွန်တော်ပြပေးထားတဲ့ကားလေးကတော့ကျွန်တော်တို့ Honda Fit GP3 ကားလေးဖြစ်ပါတယ်။သူ့မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ rear ဆိုတဲ့ခလုတ်လေးတစ်ခုပါတယ်အဲ့ခလုတ်လေးကိုနှိပ်လိုက်မယ်ဒီဘက်မှာလည်းကျွန်တော်တို့ဒီဘက်မှန်ပေါ့နော်ကားဘက်မှန်ပုံလေးပြထားတယ်ပြီးတော့ကျွန်တော်တို့ဒီမှာအပူပေးတဲ့စနစ်လေးပြထားတယ်ဒါကတော့ကျွန်တော်တို့ဒီ rear mirror heating လို့ခေါ်တာပေါ့နော်မိုးရွာတဲ့အခါမျိုးမှာကားဘက်မှန်နေရေဆိုတဲ့အခါမျိုးမှာဒီခလုတ်ကိုနှိပ်ပြီးတော့မှကားဘက်မှန်ရဲ့ရေတွေဆိုနေတဲ့နေရာတွေကိုရှော့အောင်ပြုလုပ်ပေးတဲ့နည်းစနစ်ဖြစ်ပါတယ်။အဲကြောင့်ကျွန်တော်မိတ်ဆွေတွေအနေနဲ့ကားဘက်မှန်ရေဆိုတဲ့အခါမျိုးမှာတကူတကတုတ်တာမျိုးမဟုတ်ဘဲနဲ့ကားမောင်းရင်းနဲ့ဒီကလုတ်လေးကိုဖွင့်ထားမယ်ဆိုလို့ရှိရင်တော့ကားဘက်မှန်မှာရေဆိုနေရင်ရှော့သွားပါလိမ့်မယ်ခင်ဗျာ။ကျွန်တော်တို့ကားမောင်းရင်းနဲ့ဒီကလုတ်ကို3မိနစ်ဝန်းကျင်လောက်နှိပ်ထားတယ်ဆိုရင်ပဲကားဘက်မှန်အပူပေးစနစ်ကအလုပ်လုပ်နေတာဖြစ်ပါတယ်။တကယ်လို့ကိုယ့်အနေနဲ့တကယ်ပူလားမပူလားသိကျင်တယ်ဆိုရင်တော့ဘက်မှန်ကိုကျွန်တော်တို့ကင်ကြည့်မယ်ဆိုလို့ရှိရင်အပူပေးစနစ်အလုပ်လုပ်နေတာကိုတွေ့ရပါလိမ့်မယ်ကျွန်တော်ဇော်မျိုးပါခင်ဗျာကားနည်းပညာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို online ကနေပြီးတော့မှမျှဝေပေးနေသူတယောက်လေးဖြစ်ပါတယ်ခင်ဗျာ